ကျွန်တော်ဘရိုတဲ့ဟိုင်းဘရိုကျွန်တော်လေဘရိုတယောက်ကတဲ့ဘိုးလုံကြီးလေးပြောပြပါဆိုတော့ကျွန်တော်ဘိုးလုံကြီးလေးပြောပြလိုက်မယ်နော်ဘိုးလုံကြီးဆိုရင်အင်ကြီးလဲရမယ်ဗျာအင်ကြီးတဲ့ဝင်ပြီးအပေါင်းနဲ့ဆိုရင်အဲ့မှာဒါလေးကိုနှိပ်လိုက်ဗျာကျွန်တော်မြားထိုးပြမယ်မှာဒါလေးအဲ့ဒါလေးကိုချိန်နှိပ်ပြီးလိုက်ပြီးသွားလို့ရှိရင်မီနူးတဲ့ကိုတော့မီနူးတဲ့ကိုတော့ဒီမှာမီနူးအဲ့ကိုတော့နမပြနေအောင်လို့ဆိုတာဒီအပေါ်ကဒီကိုတော့ပြီးရင် character edit ဆိုတာလည်းနေလိုက်ရလေးပြောလို့ဒီရလေးနော်ဒီရလေးအဲ့ဒါလေးရှက်လောက်နှိပ်ပြီးလိုက်နှိပ်ပြီးခလို့လေရဟာလေးနှိပ်ပြီးလိုက်နှိပ်ပြီးရင်အစိမ်းရောင်လေးစိုးလိုက်ဆိုပြီးရင်ခလို့ထည့်ပြန်ဝင်ဒီ hair ဆိုင်မှာလားမသိဟုတ်တယ် hair မခတ်ဆိုတာလေးနဲ့ဒီမှာဗျာဒါလေးဒီရလေးအဲ့ဒါလေးကိုချက်လောက်နှိပ်ပြီးလိုက်โอเคပြီးရင်သူ့အစားကျွန်တော်လုပ်တယ်လို့ပဲ character edit ရဲဝင်နောက်ကရှေ့ရအနီနောက်ကအနီရှေ့ရဟွာအဲ့ဆိုရပါပြီဘိုးရပါပြီအဲ့လိုမျိုးဘိုးရပါပြီဒီဗီဒီယိုလေးကြိုင်တော့ like and subscribe လေးလုပ်ပေးကြပါနောက်တဲ့ဗီဒီယိုလေးမပြန်နိုင်ဆောင်နေကြပါဦးမယ်အားလုံး